ပစွန်ကြောင့်ငပိချက်ကလဘဲနဲ့တိုးစရာမစုံတစုံလေးချက်ပါတယ်အရင်ဆုံးဘူးတီနုနုတစ်လုံး900တန်လေးကို10မိနစ်လောက်ပြုတ်လိုက်ပါတယ်ခရမ်းကစော့ကိုလည်း9မိနစ်လောက်ပြုတ်လိုက်ပါတယ်ကြောင်ရှာပွန်လေးတွေကိုလည်းနိုင်ဝက်လောက်ရေချိုးပြီးစိတ်ထားလို့မလို့9မိနစ်လောက်ပဲပြုတ်လိုက်ပါမယ်ငပိချက်အတွက်ကြက်သွန်ဖြူနီကိုစနွန်းငရုတ်စိမ့်မုံထဲစီတန်းငပိထဲငရုတ်သီးကျန်းပတ်ထဲခဏမွေပါမယ်ခရမ်းညင်သီးစားဟင်းကပ်မုံထဲခရမ်းညင်သီးနွားအောင်မွေပြီးရင်တော့ရေးထည့်တည်ထားပါမယ်ခရမ်းညင်သီးဤလာရင်တော့ရေစိမ်ထားတဲ့ပစွန်ကြောက်ထည့်ပါမယ်စီပြန်ကနေရင်တော့ငရုတ်သီးစိမ့်ထည့်ပြီးတော့စီပြန်လာရင်တော့ပစွန်ကြောင့်ငပိချက်လေးချက်ပါပြီကလဘဲနှက်ဖို့အတွက်ကြက်သွန်ဖြူနေကိုကရဝေးရွက်ထည့်ပြီးတော့စီတက်ပါမယ်စနွန်းမုံနဲ့ငုတ်စိမ့်မုံထည့်ပြီးတော့ခဏမွေပါမယ်ပြီးရင်တော့ရေစိမ်ထားတဲ့ကလဘဲထည့်ပါမယ်စားဟင်းကမုံထဲအရသာဝင်အောင်လုံးပြီးတော့ရေထည့်တည်ထားပါမယ်ရေခမ်းကာနီလိုပဲမနူးသေးရင်ရေနွေးနှဲငယ်ထပ်ထည့်ပါမယ်မဆလာထည့်ပါမယ်ရေခမ်းပြီးပဲနူးလာရင်တော့ကလဘဲနှက်လေးချက်ပါပြီပဲဟင်းကိုတည်ပြီးတော့စူပါနူထရယ်ကြည့်နေတာနဲ့ပဲဟင်းလေးနည်းနည်းထူးသွားပါတယ်